ကောင်းတာတွေအမြဲလုံနေတာတော့အဆိုးတွေပဲကြုံနေတယ်ဆိုရင်ဒီပုံမြင်လေးကိုနားထောင်ကြည့်လိုက်ပါတခါတော့ကလူမိုက်တစ်ယောက်ဟာခရီးတစ်ခုကိုတွားရင်းနဲ့သူဟာတွေ့တဲ့မြအရာတိုင်းကိုအပြစ်ရှာပြီးတော့ဖြတ်စည်းလေရှိတယ်တဲ့အဲ့ဒီလိုနဲ့လူမိုက်ကခရီးဆက်နေရင်းနဲ့တရားတစ်စင်းကိုတွေ့တော့အဲ့ဒီတရားတစ်စင်းကိုလည်းသူဟာဟောဘက်ကမ်းကိုကူးပြီးတာနဲ့တရားရဲ့အခင်းတွေတရားရဲ့လက်ကန်တွေအားလုံးကိုဖြတ်စည်းခဲ့တယ်တဲ့ဒီလိုနဲ့ခရီးဆက်လိုက်တာနောက်တော့ရေအိုးစင်တစ်ခုကိုတွေ့တော့အဲ့ဒီရေအိုးစင်ကိုလည်းသူဟာရေစားတယ်ဆိုပြီးရေအိုးအဖုံးကိုဖွင့်ကြည့်တော့ရေအိုးထဲမှာရေမရှိတာတွေ့ပြီးဒေါသထွက်သွားပြီးတော့ရေအိုးအားလုံးကိုသူကရိုက်ခွဲခဲ့တယ်အရှိဆက်သွားရင်းနဲ့အရေးအာဝါဒကောင်းတဲ့ညောင်ပင်ကြီးအောက်ကိုရောက်တော့သူဟာခက်ခဏများအနားယူမယ်ဆိုပြီးတော့ညောင်ပင်ကြီးအောက်မှာအိတ်တယ်အဲ့ရနိုးတော့သူကအဲ့ဒီညောင်ပင်ကြီးအောက်မှာရွှေအိုးတစ်လုံးကိုသူဟာကောက်ရခဲ့တယ်သူဟာအင်မတန်ဝမ်းသာကျဉ်တဲ့မှုတွေဖြည့်ပြီးတော့သူဟာခရီးဆက်တယ်ပေါ့ထိုနည်းတူစွာပဲလူမိုက်သွားခဲ့တဲ့လမ်းတစ်လျှောက်လုံးကိုလူကောင်းတစ်ယောက်ဟာလည်းပဲခရီးဆက်ခဲ့တယ်လူမိုက်ဖြည့်ဆည်းထားတဲ့တရားတွေကြည်စမ်းတရားကဖြည့်ဆည်းနေပါလားသူမပြုတ်ပြင်လိုက်ရင်တော့အများပြည်သူတွေခရီးသွားလာရေးမှာအစင်မပြေမှုတွေဖြစ်မယ်ဆိုပြီးတော့လူကောင်းဟာတရားကိုပြုတ်ပြင်ခဲ့တယ်ထိုနည်းတူစွာပဲလူမိုက်ဖြည့်ဆည်းထားတဲ့ရေအိုးစင်ကိုတွေ့တော့လည်းပဲရေအိုးတွေကိုသူကအတစ်တလုံးဝယ်ပြီးတော့ရေအိုးတွေကိုရေဖြည့်ပေးခဲ့တယ်ပေါ့လူမိုက်အိတ်ခဲ့တဲ့ညောင်မင်းအောက်ကိုရောက်တော့လည်းပဲသူကရိတ်အာဝါဒကောင်းတဲ့ညောင်မင်းအောက်ကိုရောက်တော့ခဏမြအနားယူမယ်ဆိုပြီးတော့ထိုင်ရုံပဲရှိသေးတယ်ညောင်မင်းဘော်ကညောင်ကိုင်းကြီးကကြိုးကြပြီးတော့သူ့ရဲ့ပေါင်တစ်ဖက်ကိုကျိုးသွားစေတယ်ပေါ့အဲ့တော့လူကောင်းဟာရှိတုံးမရဖြစ်တယ်ငါဟာဘဝတစ်လျှောက်လုံးကုသိုလ်ကောင်းမှုတွေလည်းလုပ်တယ်အများကျိုးလည်းတည်ဖို့တယ်စိတ်ထားကောင်းစေတနာကောင်းထားပြီးတော့ဘဝကိုဖြတ်သန်းပါလျက်နဲ့အားကြောင့်များအဆိုးတွေပဲကြုံနေတာလေကံဆိုးမှုတွေကအမြဲကြုံနေပါလားဆိုပြီးတော့သူကမကြေမနက်ဖြစ်တယ်ပေါ့တရားမင်းကြီးကလူပြည်ကိုဆင်းလာပြီးတော့လာရှင်းပြတယ်တဲ့အတင်လူကောင်းနဲ့လူဆိုးတို့ဟာဘာကြောင့်များလူဆိုးကတော့မကောင်းတာတွေလုပ်နေတာပါလေနဲ့ဘာကြောင့်ရွှေအိုးကိုရတယ်လဲလူကောင်းကတော့ကောင်းတာတွေလုပ်နေပါလေနဲ့ဘာကြောင့်ညောင်ကိုင်းကျိုးကြတာကြောင့်ပေါင်ကျိုးသွားရတာလေဆိုတဲ့အတွေးလေးပေါ့အဲ့ဒီလူမိုက်ကရခင်ဘဝတုန်းကသူကကုသိုလ်ကောင်းမှုတွေများစွာလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာသူကရွှေအိုး၄လုံးလောက်အကျိုးခံစားခွင့်ရပါလျက်နဲ့လက်ရှိဘဝမှာမကောင်းတာတွေလုပ်တဲ့အတွက်ကြောင့်ရွှေအိုးတစ်လုံးပဲရလိုက်တယ်တဲ့လူကောင်းကတော့သူကအတိတ်ဘဝတစ်ခုလုံးကကြီးမားသောအကုသိုလ်တွေကိုလုပ်ခဲ့တဲ့အတွက်ကြောင့်သူဟာဒီညောင်ကိုင်းကျိုးကြပြီးတော့အသက်တည်နံလောက်တဲ့အထိအကုသိုလ်